ရှိဆုံးဧကရတစ်ပါးရဲ့မြေတော်ဖြစ်ပြီးထီးနှံကိုရဖို့18နှစ်လုံးစောင့်ခဲ့ရတယ်လို့မြင်အောင်ကြည့်လိုက်ပါတိုက်ပွဲဝင်စရာမလိုပဲသူတစ်စက်မှမကြပဲလဲဘော်တစ်ခုတည်းနဲ့တင်ရွှေနန်းတော်ကြီးကိုတင်ပိုင်ဆိုင်လိုက်နိုင်ပါပြီဒါပေမဲ့တင်မသိတာတစ်ခုကတော့အဲ့ဒီပလင်ဘော်ကိုတင်တက်လှမ်းလိုက်တဲ့အချိန်ဟာတင်ဘော်ရဲ့နောက်ဆုံးရက်တစ်ပတ်ကိုစတင်ရည်တွက်လိုက်တဲ့အချိန်ဖြစ်နေတာပါပဲတင်ပြင်းဖြစ်ဖို့ကြိုးစားခဲ့တဲ့လှည့်ကွက်ထက်တင်ကြရှုံးဖို့ဖြစ်လာမယ့်နမိတ်စကားကဦးပြီးရက်ဆက်လိမ့်မယ်လို့တင်ထင်ခဲ့ဘူးလား1982ခုနှစ်ကုန်းမောင်ခေတ်မှာအင်းဝနန်းတော်ကြီးဟာအာနာရဲ့ဗဟုချက်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာနန်းဆန်နေတဲ့စင်ကူးမင်းဟာအေယာဝတီမြေကျောင်းအတိုင်းဖျားဖို့ခရီးစဉ်ထွက်ခွာသွားခဲ့တယ်ဒါဟာနန်းတော်ကြီးရဲ့လုံခြုံရေးအားနည်းသွားတဲ့အချိန်ပေါ့ဒီအချိန်မှာနောင်တော်ကြီးမရဲ့သားတော်မောင်မောင်ဟာအစီအစဉ်တစ်ခုကိုအကောင့်ထဲပေါ်ခဲ့ပါတယ်သူကတာမန်မင်းသားတစ်ပါးမဟုတ်ပါဘူးအလောင်းမင်းတရားကြီးရဲ့မြေတော်ဖြစ်လို့ထင်းနှံနဲ့ထိုက်တန်တယ်လို့ခံယူထားသူပါဒါကြောင့်ဒီအခွင့်အရေးကိုမောင်မောင်ကအပြည့်အဝအခွင့်အရေးယူခဲ့ပါတယ်သူဟာဘယင်ရောင်ဆောင်ကနန်းတော်ဆောင်တွေကိုလှည့်စားပြီးတော့လွယ်လွယ်ကူကူပဲထင်းနှံကိုသိမ်းပိုက်လိုက်တယ်ဒါဟာတမိုင်းမှာအံ့ဩစရာကောင်းတဲ့အင်မတန်ရဲရဲနဲ့လက်ကွက်တစ်ခုပါပဲ18နှစ်အရွယ်လူငယ်လေးဟာညာရင်းချင်းမှာပဲတိုင်းပြည်ရဲ့အရှင်သခင်ဖြစ်လာပါတော့တယ်အာဏာကိုရယူဖို့ထက်ရယူထားတဲ့အာဏာကိုတီမင်းအောင်ထိန်းသိမ်းဖို့ကပိုပြီးခက်ခဲပါတယ်18နှစ်သားဧကရကလေးမောင်မောင်ဟာသူ့ရဲ့နန်းသက်ကိုဘယ်လိုမြင်အောင်လုပ်ရမလဲဆိုတာဘေးရင်ကိန်းကမင်းမြန်းဖို့ဆုံးဖြတ်ခဲ့တယ်သူဟာနန်းတွင်ဘေးရင်နှက်ခတ်ကျွမ်းကျင်တဲ့ဆရာတော်တစ်ပါးကိုပင့်ဖိတ်ပြီးတော့ဆွန့်ကျွေးခဲ့တယ်ပြီးတော့သူ့ရဲ့ကံကြမ္မာကိုမင်းမြန်းခဲ့ပါတယ်ဆရာတော်ဟာဝီနီးနဲ့အညီဓာတ်ရိုက်မပြောပဲနန်းနေတဲ့သတိပေးစကားတစ်ခုကိုမိန့်ကြားလိုက်ပါတယ်မင်းတော်မင်းရဲ့ရာဇပလင်ကိုကာကွယ်ခြင်းရင်အနောက်ဘက်ကကိုယ်ပင်တွေကိုအမြဲတမ်းရှင်းလင်းရမယ်ဒီနေရာမှာမောင်မောင်ရဲ့အတွေ့အကြုံနုနယ်မှုဟာသူ့ဘဝအတွက်အကြီးမားဆုံးအမှားကိုဖြစ်စေခဲ့ပါတယ်ဆရာတော်ဆိုလိုတဲ့ကိုယ်ပင်ဆိုတာဟာနန်းတော်ဝင်းထဲကကိုယ်ပင်တွေကိုဆိုလိုတာမဟုတ်ပါဘူးဆရာတော်သတိပေးနေတာကအနောက်ဘက်အိမ်နှိမ့်စိမ်မှာစံနေရတဲ့တနင်္လာသားမောင်ဝိုင်းနောက်တစ်ချိန်မှာဘိုးတော်ဘုရားဖြစ်လာမယ်ဘရုံမင်းသားကိုဆိုလိုတာပါကိုဆိုတာကတော့တနင်္လာနံပင်ဆိုတာသူ့ရဲ့အာဏာအမြင့်တွယ်နေမှုကိုဆိုလိုတာဖြစ်ပေမဲ့မောင်မောင်ကတော့ဒါကိုတစ်ပင်လိုပဲအတိတ်ပဲမှားပြီးကောက်ယူခဲ့ပါတယ်သူဟာတစ်ပင်တွေကိုပဲရန်သူထင်ပြီးရှင်းလင်းနေချိန်မှာအစစ်မှန်ရန်သူကတော့သူ့ကိုဖယ်ရှားဖို့အတွက်အစီအစဉ်တွေကိုအကောင့်ထဲပေါ်နေပြီပဲဖြစ်ပါတယ်9ရက်မြောက်နေ့ကံကြမ္မာကစတင်စိန်ခေါ်လိုက်ပါပြီမောင်မောင်ဟာနန်းတော်အနောက်ဘက်ကတစ်ပင်တွေကိုခုတ်လဲပြီးတော့အောင်ပွဲခံနေချိန်မှာအစစ်အမှန်ရန်သူဖြစ်တဲ့ဘရုံမင်းသားဟာနန်းတော်တကားဝကိုရောက်ရှိနေခဲ့ပါပြီတိုက်ခိုက်မှုကမြန်ဆန်လွန်းနဲ့ပြင်းထန်လွန်းနဲ့အမျှော်မြင်ကြီးတဲ့ဘရုံမင်းသားဟာနန်းတော်ကိုအင်အားအများပြားနဲ့သိမ်းပိုက်လိုက်ပါတယ်18နှစ်သားဧကရလေးရဲ့အာဏာအိမ်ဝတ်ဟာဖျောင်းနိုင်မီကိုလေပြင်းတိုက်လိုက်တယ်လို့မျိုးချက်ချင်းပဲငိမ့်သက်ခြင်းခံလိုက်ရပါတယ်မောင်မောင်ဟာရာဇဝတ်သားအဖြစ်အဖမ်းခံခဲ့ရပြီးတော့တော်ဝင်ထုံးစံအတိုင်းဂရီဘာအိတ်ထဲကအေယာဝတီမြစ်ထဲကိုဖျောက်ဖျက်ခြင်းခံခဲ့ရတယ်။ဟောင်းသားမောင်မောင်ရဲ့ဇလန်းကကျမတို့ကိုအဖိုးတန်တဲ့သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။အာနာဆိုတာအမျှော်အမြင်မရှိခဲ့ရင်ကိုယ့်ကိုယ်ပြန်တက်မဲ့ဓာတ်တလက်ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။ဒီကနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့မြန်မာသမိုင်းကြောင်းတွေကိုထပ်မံနားဆင်ကြနေဆိုရင်တော့ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။